အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်ဒီနေ့ဂီတာတစ်လုံးကို unboxing လုပ်ချင်ပါတယ်ဆိုတော့ဂီတာကဘာဂီတာဖြစ်မလဲဆိုတော့ electric guitar ပေါ့နော်ဆိုတော့ Fender Telecaster Player 2 modify ပေါ့နော်ဆိုတော့2025 April တော့ထွက်ထားတဲ့ model ဖြစ်ပါတယ်ဆိုတော့အဲ့ဒါလေးပေါ့နော်ကျွန်တော်ပြပေးချင်ပါတယ်ဆိုတော့ဟိုဘယ်လိုခေါ်မလဲကျွန်တော်လိုမျိုးrecording တီးတာပဲဖြစ်ဖြစ်ဟို electric guitar နဲ့အဲ့လိုမျိုး finger style တီးတာဖြစ်ဖြစ်ဆိုတော့ Fender Telecaster တော့ဘာပဲပြောဟိုလို့ခေါ်မလဲအများကြီးတီးလို့ရတယ်ပေါ့နော် rock လည်းတီးလို့ရတယ် country လည်းတီးလို့ရတယ်ပြီးတော့အချိုးလေးလည်းတီးလို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာ finger style လည်းတီးလို့ရတယ်ဟို electric guitar နဲ့ပေါ့နော်ဆိုတော့အဲ့လေးကိုကျွန်တော်ပြပေးချင်ပါတယ်ဆိုတော့ဟိုဒါကတော့ကျွန်တော်တို့စင်ကာပူနေတဲ့အတွက်ကြောင့်မလို့ဒီမှာ Fender ရဲ့ dealer ဖြစ်တဲ့Sweely ပေါ့နော်အဲ Sweely ကနေပြီးတော့မှကျွန်တော်ဒီဂီတာကိုနော်ရောက်လာတာဖြစ်တယ်ပေါ့နော်ဆိုတော့မနေ့ကရောက်လာတယ်ကျွန်တော်အခုမှပဲဖောက်ကြည့်တာပေါ့နော်အတူတူဖောက်ကြည့်ဒီမှာတော့ serial ပိတ်ထားတယ်ပေါ့နော်ဒီမှာတေချာပိတ်ထားတယ်နော်ကျွန်တော်ဖောက်ပြီးတော့ပြပေးမယ်ပေါ့နော်နော်မားဆိုတော့ကျွန်တော်ခဏလေးဓာတ်လေးချိတ်လိုက်ဆိုတော့နော်ဓာတ်ဟိုပါပဲလေမဝဲရသေးလို့ဗျာဆိုတော့နည်းနည်းဟိုပဲလေအသားခုတဲ့ဓာတ်ပဲရှိတယ်ဆိုတော့ဒါလေးနည်းနည်းကျွန်တော်ဒါနည်းမလုပ်လိုက်ဘူးနည်းနည်းပုံမာသွားတော့ဆိုတော့နောက်ဓာတ်ပြီးတော့နော်ဆိုတော့အဲ့ဒါလေးခိုင်းတယ်That's good မလေးဒါလေးကိုယ်နဲ့ကိုယ်ကင်ပြီးတော့ကြောက်တာโอเคဟုတ်ပြီဒီလိုအထဲမှာပါရှိမယ်ပေါ့နော်အထဲမှာဘယ်လိုပုံစံမျိုးဖြစ်လာမလဲပေါ့အော်အထဲမှာတော့ဒီပါ manual လမ်းပြနော် manual ပါမယ် L key ပါတစ်ခုပါမယ်နော်တစ်ခုပါမယ်ဒီနောက်တစ်ခု automatic guitarဘူးဖြစ်သွားပြီပေါ့နော်ဟုတ်ပြီဒါပါလဲမသိပါဘူးနော်ဒါလေးတော့ပြင်ပြတာနော်သူတို့ဆိုင်းနေမှာလည်းတော့သူတို့ဘယ်ကြိုးလာမလဲဟုတ်မဟုတ်ဒါ Fender ဘာလဲ packable bag အော်လွယ်ကျွန်တော်စိတ်တင်ဟိုသူတို့လက်ဆောင်ထည့်ပေးလိုက်တာလားနော်ဆိုင်းစောင်းထည့်ပေးလိုက်အိတ်ကလေးကိုထဲမှာပါလဲတော့ Fender logo နဲ့ပေါ့နော် Fender logo နဲ့အော်လွယ်အိတ်စစ်သားရောင်တဲ့လွယ်တော့ဂီတာဝါလဲထည့်လို့ဆိုဂီတာ brand နဲ့ပေါ့နော်ဒီလိုတခုဒါကျွန်တော်စိတ်တင်ဆိုင်းရထည့်ပေးလိုက်တာလားဖန်နာထည့်ပေးလိုက်တာလည်းမသိဘူးเนาะကဲဟုတ်ပြီနော်ကဲဒီကတော့ကျွန်တော် main ကြီးမဲ့ဂီတာပေါ့နော်ဆိုတော့ဒီဂီတာရဲ့ spec ကိုကျွန်တော် link လေးချပေးထားမှာပေါ့နော်တွားကြည့်လို့ရပါတယ်ဆိုတော့ကျွန်တော်ဘာဂီတာတီးလဲဘာဂီတာမျိုးစားကိုရွေးလဲဆိုတဲ့ဟာကိုနားသိချင်လို့ရှင်ပေါ့နော်ဆိုတော့ဒီဂီတာကတော့ made in Mexico ပေါ့နော်ဆိုတော့ Mexico လို့တော့မရေးတော့နောက်ပိုင်း Mexico ရဲ့မြို့နယ်မယ်ရေးထားပေါ့နော်ဆိုတော့အဲ့နာမည်လည်းကျွန်တော်မေ့နေလို့ဒါပေမဲ့ပြီးမှကျွန်တော်ဒီမှာတော့ပါမယ်လို့မျိုးနေဆိုတော့ဒါကတော့ Fender Deluxe Git Bag ပေါ့နော်အဲ့ကတော့ထူတယ်ထဲမှာဘာပါလဲကြည့်ရအောင်နော်အော်ဒါလေး pick ဒီလေးသဘောကျတယ်နော် guitar pick လေးနဲ့ဒါ guitar pick လေးနဲ့ပေါ့နော်ပြီးတော့ဘာရှိအောင်လဲဘာရှိအောင်လဲထဲမှာပါ
ပတ်စံလေးပါလေးပါလို့ရှင်တော့ကော်ဖီပါတောက်လို့ရဟောဒါလွယ်ကျူမဟုတ်ဘူးဒါလွယ်ကျူနှစ်ခု sorry ဒါတော့လွယ်ကျူနှစ်ခုပေါ့နော်ပြင်ပါတော့ဟောဒါပဲ okay ထည့်ပါမယ်ထည့်တယ်မယ် okay အဲဆိုလို့အိတ်ကတော့ဘာမှမပါတော့ဘူးနော်အန်ပေါင်းလေးများပါမှာပေါ့ okay ဒါတော့ဂီတာပေါ့နော် okay ကျွန်တော်တို့အဖြူလေးပေါ့နော်ကျွန်တော်အဖြူလေးကိုကျွန်တော်ရွေးထားတယ်ဆိုတော့ဒီအဖြူလေး okay ဟုတ်ပြီဖြူလေးကျွန်တော်ရွေးထားပါခင်ဗျာ okay ဆန်လိုက်တယ်လေကျွန်တော်ရွေးထားတဲ့အကြောင်းလေးကျွန်တော်တိတ်ကြိုက်တဲ့အကြောင်းလေးပေါ့ဗျာဟိုလှလိုက်တယ်ရှယ်ဟုတ်ဒီတာလေးကြည့်ပါခင်ဗျာနော်ကြည့်ပါဒီမှာက okay model ကဟုတ်တယ်နော်ဒါ Fender Deluxe ဆို share player to modify Telecaster SH နော်မကြည့် model လေးပါနော်ဒီပါ Fender ဆိုဒီဂီတာကိုကျွန်တော်ဘာကြောင့်ရွေးလဲဆိုတော့ကျွန်တော်ပြောပြမယ်နော်ဘာကြောင့်ရွေးလဲဆိုတော့ဟိုဒီဂီတာမှာထူးခြားတာတွေအများကြီးပါ about Telecaster အများကြီးတော့ vintage ပုံစံမျိုးလာတာပေါ့နော်ဆိုတော့ဒီဂီတာထူးခြားပထမတစ်ချက်ကကျွန်တော်အယောင်လေးကိုကြိုက်တယ်ပြီးဒီ different cover လေးကိုကျွန်တော်ကြိုက်တယ်ပြီးတော့နောက်တစ်ခုကတော့ဒီမှာ pick up ပေါ့နော်ဒီကောင်ကတော့ neck pick up ကတော့ humbucker pick up ပေါ့ဆိုတော့အတန်းပို့ပြီးတော့ powerful ဖြစ်တာပေါ့နော်လုံးမယ်အတန်းပို့လုံးပြီးတော့နောက်မှကျွန်တော်တို့လိုချင်တဲ့အတန်းကိုယူလို့ရတယ်เนาะ Telecaster ကျွန်တော်အစတစ်လုံးတီးရတယ် Telecaster very straightforward လို့เนาะဘာကြောင့်လဲဆိုတော့ big switch က3ခုပဲရှိတယ်เนาะ1เนาะ2 3ပေါ့နော်1 2 3 1 2 3ပေါ့နော်3ခုပဲရှိတယ်ပြီးတော့ဒီကောင်ကဒီ model ကဘာကိုထူးခြားလဲဆိုတော့သူ့ရဲ့ bridge က material တုံးထားတာရယ်ပြီးလို့ရှိရင်နောက်တစ်ခုကသူ့ရဲ့ဒီ bridge pickup ကတော့ noiseless เนาะ pickup ကိုတုံးထားတာပေါ့နော်ပြီးတော့အဲဒီမှာဒါပြီးအနောက်မှာတော့ locking tuner ပါတယ်ဆိုတော့ကျွန်တော်ဘာကြောင့်ရွေးလဲဆိုတော့မှာ locking tuner ပါလို့လဲပါတာပေါ့နော် locking tuner နောက်ပိုင်း2025ထွက်တဲ့ model ပေါ့နော်အရင်မိုက် locking tuner ပါတယ်အရင်လှတဲ့ဂီတာလေးပေါ့နော်ဆိုတော့ဒီမှာ made in Mexico မရေးထားတော့ဘူးဒီမှာဘာပြလဲဆိုတော့ made in the Ensenada เนาะ Ensenada ဆို Mexico ကမြို့ပေါ့နော်သူ Fender သူတို့လုပ်တဲ့မြို့နာမည်ကိုပဲသူတို့ရေးထားတယ်ပေါ့နော်ဆိုတော့ဒါလေးပေါ့ဆိုတော့ okay ဒါကျွန်တော်ဘာမှ set up မလုပ်ရသေးဘူးဒီတိုင်းလေးပဲကျွန်တော်တီးချင်ပါเนาะသူတို့ရဲ့ဒီဘယ်လိုခေါ်မလဲ factory ပေါ့နော် factory ဘယ်လိုခေါ်မလဲစစချင်း set up လုပ်ထားတဲ့အတိုင်းပဲတီးချင်မယ်ဘယ်လိုနေလဲကျွန်တော်ကြည့်ကြည့်အောင်เนาะ okay ဒီတိုင်းပဲကလေးယူလိုက်လာတယ်ဗျဒါရဲ့ note ဟိုဘောနွား note အရောင်လေးလို့ဖြစ်ဒါပေမဲ့ပလဲရောင်လေးလို့ပုံစံမျိုးပြတာပလဲရောင်ပလဲအဖြူရဲလို့မဟုတ်ပလဲရောင်လေးနဲ့တော့အရင်လာတယ်ကြည့်တာdrive နေပါမယ်ကျွန်တော် bridge က
picker နဲ့ try ကြည့်မယ်နော်share ပဲဗျာမိုက်တယ်ကျွန်တော်နည်းနည်းလေး reverb လေးနည်းနည်းလေးထည့်လိုက်နည်းနည်းစမ်းကြည့်တာပေါ့ဗျာနော်ဒီတော့ဒီဒါလေးနည်းနည်းအသစ်စေဆိုကျွန်တော်နည်းနည်းစမ်းကြည့်မယ် drop ဒီလေးလုပ်ကြတယ်net pick ကလေးစမ်းကျွန်တော်ဒါလေးတိတ်ကြရဒါကျွန်တော်ဟောပေါ့နော် push ကျွန်တော်ဒီ single coil လေးနဲ့ကျွန်တော်ဆွဲFender Telecaster Player 2 Modified Series ဖြစ်ပါတယ်2025 model ပေါ့နော်ဆိုတော့သူရဲ့ spec တွေ link တွေကိုကျွန်တော်description မှာကျွန်တော်ချထားပေးပါမယ်ဂီတာလေးအရင်မိုက်ပါတယ်ဗျာအရင်ကြိုက်တယ် share ပဲ